လုံးပဲမင်္ဂလာပါရှင်အနေကတော့ဒီခဲ့တဲ့ဘက်ကအော်ဒါလေးကိုဒီနေ့ခုမှဖြစ်ပါတယ်အရင်တုန်းကတော့ကိုကိုကျွစားတာလေးပေါ့နော်ဒါပေမဲ့ဒီအပတ်ကတော့အနီးစရောက်တာပေါ့နော်ဒီဘန်းတစ်လေးနဲ့ဆက်ဆိုင်ပြတ်ထားတာအဆင်ပြေလားဆိုတော့ပြေးပါတယ်အရင်ကပြေးပါတယ်မြင်တဲ့အတိုင်းပဲသူကအမြင့်လေးကအလွာလိုက်ဆိုဘန်းဟိုတောင်အဲ့လိုမျိုးမပေနေဘူးပေါ့နော်ပြေးရတဲ့ခါမှာလည်းလွယ်ကူတယ်သူ့ဘောင်တန်းတိုင်းပဲတခါလေးရိတ်ချသွားရုံပဲပေါ့နော်နောက်တစ်ခုကအစေးဘလောက်သားဆိုရင်အပင်ဘလောက်ထွက်လဲတိကျနေတဲ့လူတွေအတွက်ပေါ့နော်အနည်း20သားစိုက်ထားတာအားလုံးတပိဿာနဲ့30ထွက်ပါတယ်ရှင်အဲ့ဒါကရိပ်ပြီးချင်းရေမစေးထားတဲ့အချိန်မှာချိန်ထားတာပေါ့နော်ပြီးရနဲ့ရေ3တက်လောက်ကိုပြောင်းစေးပါတယ်ပြီးတော့အိတ်လေးသွတ်မယ်ပေါ့နော်အနေကဒီတစ်ခါအော်ဒါကပထမဆုံးမှုလို့30သားလို့ပြောရမယ်15ချက်သားလေးလို့ထည့်ထားပေးပါလေရှင်ပြီးရနဲ့အနေနာမည်ပေးထားတဲ့တဘာဝဆိုတဲ့တစိမ့်လေးကိုကပ်ပါမယ်ရှင်အနေကဒါကိုစီးပွားဖြစ်မဟုတ်ပဲနဲ့ဝါသနာရစိုက်ပျိုးပြီးတော့ရောင်းရခြင်းဖြစ်ပါရဲ့ရှင်နောက်တစ်ခုကအနေကိုဘန်းနေမျိုးစေ့တွေ TikTok shop က TikTok ကနေပြီးလမှာကြတော့ပေါ့နော်အနေကရက်ဝေးတွေကိုကိုမှပထမဆုံးပို့မှာမို့လို့ဂိတ်ကိုမေးလိုက်အောင်ပဲပေါ့နော်ပို့လို့ရမရအောင်ပေါ့နော်ဒီနေ့အော်ဒါလုပ်ပြပါပြီအားလုံးကျေးဇူးတင်ပါတယ်ပူတာလေးအနေကတော့ကြော်စားလိုက်ပါတယ်